ရုံးကတိုက်တဲ့ချွေတွေတောက်ပြီးတာနဲ့ဝန်ထမ်းတွေအကောင်လူတက်ကောင်တွေဖြစ်ကုန်တဲ့အခါတက်ဆက်ပြီးနေမှာအယ်မိုတာလို့ခေါ်တဲ့ကော်မတီတစ်ခုရှိပါတယ်သူတို့ကကြီးစက်ပါတဲ့စက်တနက်တွေကလစ်မိုမိုင်းတွေနဲ့မီးမုတ်ဆက်တွေလိုမျိုးလူတက်လက်နဲ့ဆန်းတွေကိုတီထင်ထုတ်လုပ်နေတာဖြစ်ပြီးဒီနယ်ပယ်မှာနာမည်ကြီးဆုံးပါပဲDesmond ကတော့အယ်မိုတက်မှာအလုံးလုံးနေတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးအများနဲ့ရုံနောက်ကြတဲ့အပြင်လူကလည်းအတော်လေးပြင်းနေသူဟာဒီနေ့တော့သူကဝန်ထမ်းကပ်ပါမိကြံခဲ့တာမို့လုံခြုံရေးဆောက်ကပေးမှုမှာဘူးဒါကြောင့် Desmond တယောက်အဆောက်အဦတွေဝင်ခွင့်ရဖို့ဆရာဆရာတန်းနေအစ်စ်ပြန်ဖြစ်နေရပါတယ်အဲဂျိုကောင်နာကိုဖြတ်ပြေးလာတဲ့အချိန်မှာဖုန်းကိုကောင်နာထဲမှာအထားခဲ့ဖို့သတိပေးတဲ့ကြားလိုက်ရပါတယ်ဓာတ်လေကားထဲမှာတော့စမန်တာနဲ့ဆုံးပြီးသူအမြဲနောက်ကြတဲ့တာမို့စမန်တာကလှောင်ပြောင်းရင်းနိုင်တလုံးပေးလိုက်ပါတယ် Desmond ဟာတထအာရမ်မမြင်အောင်ရုံးခန်းနဲ့ခိုးကြောက်ခိုးဝင်သွားပြီးအလုံးမလုံးပဲဂိမ်းထိုင်ဆော့နေပါတော့တယ်အဲ့ဒီအချိန်မှာပဲအာရမ်ကသူ့ကိုရုံးခန်းနဲ့ခေါ်လိုက်ပြီးအတွင်းမှုဟိုင်လမ်ကတော့တကားပွင့်မိဖို့လေးကန်ကန်နဲ့ရှောက်လာပါတယ်အာရမ်က Desmond ကိုနောက်ကျတဲ့အတွက်စူပူပြီးအယ်မိုတက်ကွန်မီကခြားကွန်မီတစ်ခုနဲ့ပေါင်းစည်းတော့မဲ့အကြောင်းပြောပြပါတယ်အာရမ်က Desmond ကိုဒီဘက်မကုန်းခင်ဒီဖို့အပြီးလို့ဖို့မပြီးရင်အလုပ်ထုတ်ပြမယ်လို့ချင်းချခဲ့ပါတယ် Desmond ကသူ့နဲ့အတူပြန်ရောက်တော့လင်းမော့ကဟိုဘက်ကုန်းဒီမှာစင်းကန်ဝန်နဲ့ထက်ဝက်လောက်အလုပ်ထုတ်ခလဲရပြီးဖြစ်တဲ့အတွက်သူတို့စီမလည်းလူတွေအများကြီးလှုပ်ပြုတ်နိုင်တယ်လို့ပြောပါတယ်မီရတ်ကလည်းမင်းညာကလည်းလှုပ်ဖို့ကံမတ်တဲ့အထုတ်ခလဲရကြောင်းပြောပြပေမဲ့ Desmond ကတော့သူတို့စိုးရိမ်လိုနေတယ်လို့ပဲထင်ပါတယ်မန်နေဂျာမာကတ်ကသူတို့ပြောတာကြားပြီးလှောင်ပြောသလိုမိုရတ်ကိုလည်းလူမျိုးခွဲထားတဲ့စကားတွေပြောဆိုရတော့တယ်ကုမ္ပဏီချင်းပေါင်းစည်းလိုက်ရင်သူရာရုတက်တော်မှမို့မာကတ်ကပြောနေပေမဲ့အခြားသူတွေကတော့သူဟာပိုင်းရှင်းတူတော်မမို့လို့နေရာရတာဘာလို့ကဲရကြပါတယ်အဲ့ဒီအချိန်မှာလင်းဟော့ကိုမန်နေဂျာယုံငန်းကခေါ်လိုက်ပြီး Desmond ကတော့သူ့ report ကိုစရေးပါတော့တယ်ဒါပေမဲ့တခွဲကန်းကိုလာခဲ့ဖို့ပုံဆက်ခေါ်တော့ကြောင့်အလုပ်ပြတ်သွားပြန်ပါတယ်လမ်းမှာ Desmond တယောက်ရုံးတွေရှင်တန်းစီမင်းတွေကိုပြင်ဆင်ထားမိတယ်အလုပ်ရှုံနေတဲ့ပုံပေါ်အောင် clipboard ကိုအမြဲကင်ထားပါလူတွေနားမလဲအောင်နိပညာစကားလုံးကြီးတွေသုံးပြီးပြန်ဖြေပါတယ် boss က Desmond စီဘောလုံးပစ်ပေးပြီးဆောင်ဖို့အတွက် idea တောင်းတဲ့အခါ Desmond ကနောက်တစ်ခါထမမီးရအောင်လို့တောင်းအားအဖြစ်တစ်ခုပေးလိုက်ပါတယ်တခွဲကန်းရောက်တော့ Nicholas သူ့စိတ်ရောက်အတွက်လိုအပ်တဲ့အစိပ်ပိုင်းတွေအကြောင်းမေးတဲ့အခါ Desmond ကလုံနေပါတယ်လို့လိန်ပြောလိုက်ပါတယ်တကယ်တော့ order တမို့တော့သူမလုပ်ရသေးပါဘူးစိတ်ပြက်သွားတဲ့ Nicholas ကလက်နက်အသစ်တစ်ခုကိုဝတ်သေးကောင်းနဲ့ဆန်းတက်လိုက်တဲ့အခါဝတ်သွေးတွေ Desmond ကိုလာဆင်မာတော့တယ်ဒီအချိန်မှာအခြားသိပ္ပံပညာရှင်တယောက်ရောက်လာပြီး Nicholas အကြီးကိစ္စပြောစရာရှိတယ်ဆိုပြီးခေါ်သွားပါတယ်Desmond ကမတိမတာချောင်းသားထောင်ရဲ့လက်ထက်ကဆရာဆရာကိုအမိုက်ပုံးနဲ့တမင်ပစ်ချလိုက်တယ်။သူတို့နဲ့အစင်းသက်မဖြစ်သေးတဲ့စမ်းသပ်ချက်တစ်ခုအကြောင်းပြောနေတာ Desmond ကြားလိုက်ရပြီးသူတို့က Desmond ကိုမြင်တော့တကားပိတ်သွားကြပါတယ်။အဲ့ဒီနောက် Desmond ဟာအခုလေးတွေမဲ့အလုပ်ပြုတ်သွားတဲ့ Lind or Rafto နဲ့ပစ္စည်းအတူထားတဲ့အခန်းထဲမှာပုံပြီးစစ်လက်တောက်ကြတယ်။သူ့စပွဲသူပြန်လာတော့ Desmond ကသူ့ရဲ့နောက်ဆုံးစီးမင်းကိုလိုက်နေပါတယ်။ရုံးကိုမိုင်အလုပ်အတွက်အသုံးချပါတယ်။သူစော့နေတဲ့ဂိမ်းကသူကိုယ်တိုင်ဖန်တီးတာဖြစ်ပြီးတနစ်ကျရင်ရောင်းစားဖို့မျှော်လင့်ထားတာပါ။ Desmond ကပြင်းလာတာနဲ့မိုရက်စီဖုန်းဆက်ပြီးစားတော့ပါတော့တယ်ပြီးတော့ပီဇာမဖို့ကြိုးစားပြီးမဲ့ဝန်ထမ်းတွေအပြေကိုဖုန်းခေါ်မရအောင်လိုင်းနေပိတ်ထားပါတယ်မိုရက်က Desmond ကိုအလုံးနောက်ဆက်တယ်လို့ပြောပြီးဒီကုမ္ပဏီမှာ Desmond ဆက်ရှိနေတာစမန်တာကြောင့်ပဲဖြစ်မယ်လို့တန်တရားဝင်နေပါတယ်ရုပ်တရက်ဝန်ထမ်းတွေအားလုံးခမ်းပါတယ်ဆင်းလာခဲ့ဖို့ခေါ်လိုက်ပါတယ်ကုမ္ပဏီပိုင်ရှင် Franklin ကသူတို့ကိုထုတ်ကုန်သစ်ဖြစ်တဲ့ဇိုးလို့ခေါ်တဲ့အားဖြည့်ချွေးနဲ့မိတ်ဆက်ပေးပါတယ်။ Desmond ကတော့စမန်တာကခြားကောင်လေးတယောက်ဘေးမှာထိုင်နေတာကြည့်ပြီးတုံတုံနေတာကြောင့်ဘာကိုမှအာရုံမဆိုင်နိုင်ခဲ့ပါဘူး။ဒါနဲ့ရီကိုအပြီးသဖို့ဆိုပြီးအစည်းအဝေးကနေထွက်လာခဲ့ပါတယ်။ကျန်တဲ့ဝန်ထမ်းတွေကတော့ဇိုးအချွေဘူးတွေကိုအလကားတောက်ခွင့်ရလိုက်ကြတယ်။ဒီချွေဘူးလေးကပဲငရဲကကိုစတင်လိုက်တာပါ။နောက်တနည်းမနဲ့ရုံးစပွဲပေါ်မှာ Desmond နိုးလာပြီးသူ့ရီကိုအပြီးသွားပြီလို့ထင်လိုက်ပေမဲ့အမားပေါက်2000လောက်ပါနေပါတယ်သူ့ကိုလက်ကမိကြခဲ့ပြန်ပြီဆိုတော့တတိယလိုက်ပေမဲ့ကံကောင်းစွာနဲ့လုံကျုံအဆောက်ရှိမနေပါဘူးအဲ့ဒီအချိန်မှာတိတ်ပံပညာရှင်တယောက်ရောက်လာပြီမဲ့ Desmond ကိုမြင်လိုက်တာနဲ့ကားမောက်ထွက်ပြေးသွားပါတယ် Desmond ကအဂျိုကော်နာကိုအမြင်ဖြတ်လာရင်ဖုန်းပိတ်ကျသွားပါတယ်လုံကျုံအဆောက်ကခေါင်းမှာခွက်ဆက်ပြီးတင်းနေတာကိုအိပ်ပျော်နေရလို့ Desmond ကထင်သွားပါတယ်သူလောနေတာကြောင့်နိုင်ရန်နေစပွဲတွေမှာပေးချနေတဲ့တွေးခွက်တွေတိုင်းမြင့်တွေကအလောင်းတွေကိုသတိမထားမိလိုက်ပါဘူးအာရမ်ကသူ့ကိုရုံးကနေခေါ်လိုက်တာကြောင့်အမားတွေပါသွားတဲ့ reboot ကိုဒီတိုင်း print ထုတ်ပြီးယူထားလိုက်ပါတယ်အာရမ်ကခဲတဲ့နဲ့ချိုးရဲ့အတိတ်ပဲမရှိတဲ့စကားတွေရေးနေတာကိုတွေ့လိုက်ရတယ်လို့သူဇိုးအချွေတောက်ထားမလဲ Desmond ကသတိထားမိလိုက်ပါတယ်ဘေးကိုကြည့်လိုက်တော့ဝန်ထမ်းတယောက်ကြောကုန်းမှာခဲတဲ့နဲ့စိုက်ပြီးတင်းနေတာကိုတွေ့လိုက်ရလို့ Desmond လက်ဖြန့်သွားပါတော့တယ်အာရမ်ကဒီဝန်နာဆလုံမောမာလုံးလို့တပ်ပစ်လိုက်တာဖြစ်ကြောင်းရှင်းပြပါတယ်ပြီးတော့ Desmond ရဲ့ report ကိုစစ်ဆေးလိုက်တဲ့အခါမှာပထမဆာမျက်နှာမှာအမားတွေအများကြီးတွေးလိုက်ရလို့ဒေါသထွက်သွားပါတယ်အာရမ်ရဲ့တွေးတော့တဲ့မဲနဲ့လာပြီး Desmond ကိုအလုတ်ထုတ်လိုက်ပြီးလို့အော်ဟစ်ကတကားပေါက်ဝါထိလွှတ်ပစ်လိုက်ပါတယ်အခြားဝန်ထမ်းတွေလည်းအချိုးတောက်ထားလို့တွေးကြောတဲ့မဲနဲ့နေပြီး RM နဲ့အတူ Desmond ကိုလိုက်ဖမ်းကြပါတော့တယ်ကာတာကဂီးမဆိုင်ပဲဇိုးလို့အချိုးတောက်ရဲ့အလုပ်ဆက်လုပ်နေပါတယ် Desmond ထွက်ဖို့လုပ်တဲ့အခါဝါယာဂျိုးတွေနဲ့ညီပြီးကွန်ပျူတာပလက်ပြုတ်သွားပါတယ်ကာတာကအလုပ်တွေစစ်မလုပ်ရသေးဆိုပြီးဒေါသထွက်ပြီး Desmond ကိုမော်ဒီနာနဲ့ပြစ်ပေါက်တယ်လို့လေဗစ်ညစ်ပြီးလွှတ်ပစ်လိုက်ပါတယ် Desmond ကကာတာလဲကျတော့အမိုက်ပုံးနဲ့ပြစ်လိုက်ပါတယ်ကာတာမော့ကြည့်လိုက်တဲ့အခါမှာမျက်နှာမှာထက်ချုံမိုးတွေစိုက်နေပါပြီ
ဒေါသထွက်နေတဲ့ကာတာကတက်စမွန်ကိုခေါင်းအုပ်ပြီးလေဗင်းညစ်တက်ဖို့ကြိုးစားပါတယ်တက်စမွန်ကကလစ်ပုတ်ကိုရိုက်ချလိုက်တဲ့အခါနှစ်ယောက်ကလဲကျသွားပြီးကာတာရဲ့လေဗင်းကိုကလစ်ပုတ်ဆက်ဝင်သွားကတေဆုံးသွားပါတော့တယ်အလောင်းကိုဂျာကင်နဲ့အုပ်ပြီးနိုင်ဝမ်ကိုခေါ်ဖို့ကြိုးစားပေမဲ့ကွန်မြူအော်ပရေတာကြီးကကိုရီကိုရာဖုန်းမခေါ်ရဘူးလို့ပြောပါတယ်အဲ့ဒီအော်ပရေတာကြီးဘေးကဇိုးတောက်ထားတဲ့ဝန်ထမ်းကသူ့ကိုရိုက်ချလိုက်တာကြောင့်ဖုန်းလိုက်ပြတ်ကျသွားပါတယ်တက်စမွန်ဟာကလစ်ပုတ်ကိုကိုင်းအလုံးရှုပ်နေတဲ့ပုံဖမ်းပြီးရုံငန်းတဲ့ကိုရှောက်သွားနေပါတယ်ဘေးမှာတော့အချိုးစိတ်မိနေတဲ့ဝန်ထမ်းတွေကတယောက်နဲ့တယောက်တပ်ဖြတ်နေကြပါတယ်မာဂရက်အဖွဲ့ကလူတယောက်ခေါင်းပြက်နဲ့ကစားနေကြပြီးဘော့စ်ကတက်စမွန်ကိုခေါင်းပြက်နဲ့ပြစ်ပေါက်ကအိုင်ဒီယာတောင်းမြင်ပါတယ်တက်စမွန်ကတမန်ကရှန်ကဖြည့်ပေးပြီးလီကာတိုင်းပြေးဆင်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့နိုင်ကမီလာပြီးစမန်တာကိုတရိယာသွားလို့စမန်တာရုံငတ်စီပြေးသွားပါတယ်စမန်တာဟာနှစ်ချက်တထားရမှုအပြင်ကရုံရည်ဆန်ကဖြစ်နေတာတွေကိုမကြားပါဘူးတက်စမွန်ကဒီကနေထွက်ပြီးဖို့ပြောလိုက်တဲ့အခါစမန်တာရဲ့သွေးကြောထဲမှာမဲနဲ့လာပြီးတက်စမွန်ကိုပြန်អော်ပါတယ်ဇဘောဘောကဇိုလိုဘူးကိုစမန်တာကတောက်ဖို့လုံနေတော့တက်စမွန်ကသူ့ယူလိုက်ရမှချွေလေးမောက်ကုန်ပါတယ်ဒေါသထွက်သွားတဲ့စမန်တာကတက်စမွန်ရဲ့ပေါင်ကြားကိုကမ်းပြီးကျမ်းမြေပေါ်ကန်ပေါက်လိုက်ပါတယ်ခဏနေတော့ပုံမှန်ဖြစ်သွားပြီးဘာဖြစ်ခဲ့လဲဆိုတာသူမှမမှတ်မိတော့ပါဘူးတက်စမွန်ကထွက်ပြီးဖို့ပြောရင်မတ်တက်ရဲလိုက်တဲ့အခါဓာတ်ပုံမောင်းတစ်ခုကိုမတော်တဆခွဲမိသွားလို့စမန်တာပြန်ပြီးဒေါသထွက်လာပါတယ်သူကဇဘောဘောပြစ်တင်လိုက်ပါတယ်စမန်တာကတက်စမွန်ကိုအတင်းဖန်နှမ်းမှုလုပ်နေတော့တက်စမွန်ကစောင်းနဲ့ရိုက်ပြီးသူ့ကိုသတိမေသွားအောင်လုပ်လိုက်ပါတယ်စမန်တာဟာသတိရလာတော့သူ့ကိုယ်သူလက်တွန်းလဲမှာတိုက်တွင်နဲ့ခံရတာကိုတွေးလိုက်ရပါတယ်သူဘာမှမမှတ်မိပဲနေကောင်းပါတယ်လို့ပြောပေမဲ့တက်စမွန်ကအပြေမပေးပဲလေကားအတိုင်းတွန်းခေါ်သွားပါတယ်လေကားမှာလူတွေတွေ့လိုက်လို့တက်စမွန်ကစမန်တာကိုစတိုကန်နဲ့ဆွဲခေါ်ပြီးပုံနေကြပါတယ်ပေမဲ့ရုံးခန်းထဲမှာတော့အာရမ်ကသူ့ရဲ့နောက်လိုက်အဖြစ်မာကတ်အဖွဲ့ကိုစီးရုံနေပါတယ်စမန်တာအော်လိုက်လို့တက်စမွန်ကဗဇက်လှမ်းပိတ်ပေမဲ့နောက်ကျသွားပါပြီးမိုရက်ရောက်လာပြီးတက်စမွန်ကိုလုံးထွေးတက်ပုတ်ပါတယ်အာရမ်ကသူတို့ကိုမီသွားပြီးဇိုးတောက်ထားလာမီးတဲ့အခါမိုရတ်ကဗဒိုင်းရအစားရှောင်းလျောမှုမတတ်ရသေးကြောင်းဖြေပါတယ်စမန်တာကအတန်နေပေးပြီးတက်စမွန်လက်ကိုကိုက်လိုက်တာကြောင့်မိုရတ်ကသူ့ကိုတပ်ပစ်တဲ့နယ်လို့ပြောပါတယ်ဒီအချိန်မှာပဲဘော့ကအာရမ်ကိုစောရကတက်ပါတော့တယ်မာဂရက်အဖွဲ့ကစင်းကိုင်ဌာနကလူကိုကောင်းတော့အဖြစ်လက်မခံကြပါဘူးဘော့ကအချွေဘူးနဲ့အာရမ်ကိုပြစ်ပေါက်လိုက်ပါတယ်အာရမ်ကဘူးကွန်ကိုဓားပြန်ပုံစံလုပ်ပြီးဘော့ကိုပြန်ပစ်လိုက်ရာဘော့ခေါင်းပြတ်ပြီးတည်သွားပါတယ်ပြီးတော့အာရမ်ကသူမတတ်တဲ့ဂျွန်နာကမ်ပိန်းဖန်တီးခဲ့တဲ့ဝန်တော်နှစ်ယောက်ကိုပါခန်းလိုက်ပါတယ်အာရမ်တို့အုပ်စုထွက်သွားတော့တက်စမွန်တို့အဖွဲ့လေကားကနေဆင်းမှုစူးစမ်းပေမဲ့အောက်မှာလူတွေတက်ဖြတ်နေကြတာကိုတွေးလိုက်ရပါတယ်ဓာတ်လေကားပွင့်ကြည့်ပြန်တော့လဲဓာတ်လေကားကအရှိန်နဲ့ပြုတ်ကျသွားတာကိုမြင်လိုက်ရပါတယ်လေထပ်ကနေသွားဖို့စူးစမ်းပြန်တော့လဲစမန်တာတင်ထားတဲ့လက်တွန်းလဲကဝင်မဆက်ပါဘူးရုံးကတစ်ခုတည်းဝင်သွားပြန်တော့တန်ရှင်းဝန်ထမ်းရဲ့အလောင်းကိုတွေးပြီးလန်သွားကြပြန်တယ်တက်စမွန်ကပရင်တာနဲ့ပြစ်ပေါက်ပြီးမှန်ခွဲဖို့စူးစမ်းပေမဲ့ security system ကသွားဖွင့်မိတယ်လို့ဖြစ်သွားပါတယ်အဆောက်အုံတစ်ခုလုံးတမဏိတကားတွေကြားလာပြီးပိတ်သွားပါတော့တယ်ဒီစနစ်ကိုထိတ်တဲ့မန်နေဂျာတွေပဲပြန်ဖွင့်လို့ရမှာဖြစ်လို့သူတို့၃ယောက်အပေါ်ဓာတ်ကိုတက်ရပါတော့တယ်တက်စမွန်စမန်တာနဲ့မိုရက်တို့၃ယောက်ဟာတိုက်ခိုက်နေတဲ့ဝန်ထမ်းတွေကိုရှောင်ရင်စင်ကြလန်းတွေအတိုင်းအမြန်သွားကြပါတယ်သူတို့ကိုသတိမထားမိအောင်ဝန်ထမ်းတွေစိတ်တူးစီမှာစကားတွေကိုအော်ပြောပြီးကြော်ဖြတ်လာကြပါတယ်နောက်ဆုံးတော့အပေါ်ဓာတ်ရောက်သွားပြီးဟဲလင်နဲ့တွေ့ပါတယ်ဟဲလင်ကဇိုးတောက်ထားပြီးမဲ့လီကန်ငယ်ဖြစ်နေတော့မှပဲတက်စမွန်ကပန်းအုံးနဲ့ရိုက်ပြီးသူ့ကိုနှင်းလိုက်ပါတယ်ကျုပ်တရဟဲလင်ကမိုရက်ကိုအနောက်ကနေခုံအုပ်လိုက်လို့မိုရက်လမ်းပြီးရုံရင်းကနေဟဲလင်ခေါင်းနှရံနဲ့ဆောင်းမိပြီးလဲကျသွားပါတယ် HR ဌာနမှာတော့ဝန်ထမ်းတွေက emoji တုံးပြီး email ပို့တဲ့ဝန်ထမ်းတယောက်ကိုဝိုင်းတက်နေကြပါတယ်လူသေးသွားတော့ AC ပဲအလုပ်ပြန်လုပ်နေကြပါတယ်အလုပ်ထုတ်ခံရတဲ့လင်းဝေါကသူ့လာစာချက်လက်မှတ်လာတောင်းရင်ကျမ်းမြေပေါ်ကအလောင်းကိုလက်မြင်ပြီးလမ်းပြန်သွားပါတယ်အတန်ကြားတဲ့ဝန်ထမ်းတွေကလင်းဝေါကိုဝိုင်းလိုက်ကြတယ်လက်စမွန်ကသူ့ရုံးကနေပြုတ်ပြီးအတန်ချက်ဆက်ကနေအဒမ်အတန်တူပြီး HR ဝန်ထမ်းတွေကိုအစည်းအဝေးခမ်းမတဲ့လာခဲ့ဖို့ပြောလိုက်ပါတယ်ဝန်ထမ်းတွေထွက်သွားကမှဒက်စမွန်ကအတိတ်ပဲမရှိတဲ့စကားလုံးတွေတောင်းလိုက်မိလို့အလိမ့်မဲ့တည်သွားပြီးသူ့နောက်လိုက်လာကြပါတယ်စမန်သာကပုံနေရာကနေထွက်လာပြီး HR ဌာနရဲ့အတင်းပြင်းနဲ့လိုက်ဖွာတာကြောင့်ဝန်ထမ်းတွေအချင်းချင်းပြန်တက်ကုန်ကြပါတယ်အဲ့ဒီနောက်မှာတော့ဒက်စမွန်တို့ဖွဲ့ Sale Plus ကိုရောက်လာကြပါတယ်အယောင်ဝန်ထမ်းတွေကအန်ရဲ့အများဆုံးမှုသူတို့ကိုဖျက်ကျော်ဖို့လက်နက်တွေရှားရပါတော့တယ်စတိုကန်ထဲမှာတွေ့ကြပစ္စည်းကိုလက်နက်အဖြစ်ဖန်တီးကြပါတယ်စမန်သာကတိုက်ခတ်ဖို့လူအင်အားလိုတယ်သူစိတ်ဖောက်ပြန်လာရင်တက်ပစ်လိုက်ပါဆိုပြီးသူ့ကိုကြိုးဖြီးပေးဖို့ပြောပါတယ်ဒက်မွန်ကအယောင်ဝန်ထမ်းတွေကိုတကားပေါက်နားထိပေးသွားဖို့ညှိခိုင်းပေမဲ့သူတို့ကချက်ချင်းမဲ့တိုက်ခိုက်ကြပါတယ်ပင်ထန်နဲ့တိုက်ပွဲဖြစ်ပွားနေပြီးဒက်စမွန်တို့အဖွဲ့လည်းအသက်ရှင်မှုအတွက်လုပ်ဖို့ကံမတ်တွေကိုတပ်ပစ်ရပါတော့တယ်မျက်နှာချက်တွေပြိဘောကတွေပျက်စီးပြီးသွေးတွေလည်းအများကြီးထောက်ကုန်ပါတယ်ကျုပ်တရဲ့ကျမ်းမာနေတဲ့ဝန်ထမ်းတယောက်ကယူတီအောင်ဆောင်ပြီးဒက်စမွန်ကိုလာကဲပြီးမဲ့မိုရတ်ကမသိပဲအဲ့ဒီလူကိုတတ်လိုက်မိပါတယ်တိုက်ပွဲပြီးမှတော့စမန်တာအားနေနေလို့ဒက်စမွန်ကတွဲခေါ်လာရပါတယ်နောက်ဆုံးတော့ပိုင်းရှင်ဖရန်ကလင်နဲ့မန်နေဂျာတို့ပုံအောင်နေတဲ့အခန်းရှိရောက်လာကြပါတယ်ဖရန်ကလင်က CCTV ကနေစမန်တာအန်နေတာကိုမြင်ပြီးတကားဖွင့်မပေးပါဘူးဒါပေမဲ့တန်ရှင်းဝန်ထမ်းကထွက်လာပြီးတကားဖွင့်ပြီးလို့သူတို့ဝင်ခွင့်ရသွားပါတယ်ဖရန်ကလင်ကဇိုးအချိုးဟာစစ်သားတွေကိုတက်ကြွလမ်းစီဖို့ထုတ်ထားတာဖြစ်ပြီးပထမတော့မှအမိုင်းရှိကြကြောင်းဝန်ခံခဲ့ပါတယ်တိတ်ပံပညာရှင်တွေကကုမ္ပဏီကိုမကျေနပ်လို့လက်စားချေတဲ့အနေနဲ့ဝန်ထမ်းတွေကိုတိုက်လိုက်တာပါတယ်ဖရန်ကလင်က
ဝန်ထမ်းတွေအချင်းချင်းတက်ပြီးကုန်တဲ့အထိစောင့်မှုစီရင်လာပါတယ်။ Desmond ကစမန်ဒါအချင်းတွေဆိုးလာလို့ဒေါသထွက်နေပါတယ်။ Franklin ကအစိတ်ဖြည့်စီဖော်နမဲ့သူကဒီအချိုးကိုတီထွင်ခဲ့တဲ့ Nicholas တယောက်ပဲရှိတယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာ Adam နဲ့သူ့လူတွေရောက်လာပြီးလုံခြုံရေးစနစ်ပိတ်ပေးဖို့ပြောပါတယ်။ Franklin ကတကားတွေတန်မဏိတွေမို့ကြောက်စရာမလိုဘူးဆိုပြီးညင်လိုက်ပါတယ်။ဒါပေမဲ့ Adam ကနိုင်ငံတွေကတက်သားတွေနဲ့လှုပ်ထားတဲ့ကိုသတိထားမိပြီးနေရာကိုဖျက်ဆီးပါတော့တယ်။ Desmond ကပြိဘောကတွေနဲ့ကားဖို့ကြိုးစားပေမဲ့တယောက်တည်းမှမနိုင်ပါဘူး။ မိုရတ်ကလက်လျှော့ခြင်းပေမဲ့ Desmond ကတငယ်ချင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆွဲဆောင်ပြီးဝိုင်းကူခိုင်းပါတယ်။ဆိုးတောက်ထားတဲ့ Lingwall ကအပေါက်ကနေဝင်လာပါတယ်။သူကအလုံးမပြုတ်ချင်လို့အချွေးတောက်ထားတာပါ။ Desmond ကသူ့ကိုလိုက်ဖမ်းနေတော့အခြားမန်နေဂျာတွေအပေါက်ကိုပိတ်ဖို့ကြိုးစားကြပါတယ်။ Lingwall ကအဒန်တို့ဘက်ကပါဖို့အတွက်အပေါက်ကနေပြန်ထွက်သွားပြီမဲ့အဒန်တို့အဖွဲ့ကသူ့ကိုပစိမ့်နဲ့ထုတက်လိုက်ပါတယ်။လေယာဉ်အပေါက်ကျဲလာတာနဲ့အာရမ်တပည့်တွေဝင်လာကြပါတယ်။ Desmond မိုရတ်နဲ့စမန်ဒါတို့ကအခြားအခန်းနဲ့ပြေးပုတ်ကြပါတယ်။ Franklin ကတနက်နဲ့ပြစ်ပေမဲ့လူအုပ်ကများလုံးလို့သူကထွက်ပြေးရတယ်။မန်နေဂျာတွေအသက်ခံလိုက်ရပြီး Franklin လည်းတကားဝမှာအဖမ်းခံရပါတယ်။ Desmond က Franklin ကိုကယ်လိုက်ပေမဲ့ဝန်ထမ်းတယောက်က Desmond ကိုလက်ဘိတ်ညှစ်ပါတယ်။ Franklin ကအဲ့ဒီအချိန်မှာဝန်ထမ်းကိုပြစ်တက်လိုက်ပါတယ်။ဒီကြားထဲမှာအာရမ်က Franklin ရဲ့လက်ကိုပစိမ့်နဲ့ဝိုင်းဖြတ်လိုက်ကြပါတယ်။ Franklin ကလဲကျသွားတော့အာရမ်ကတနက်ကိုယူပြီး Franklin ကိုတပ်ပစ်လိုက်ပါတယ်။အာရမ်ကသူ့ကုမ္ပဏီထဲမကပါဘူးကဘာကြီးကပါတိမ့်ပိုက်ချင်တယ်လို့ပြောပါတယ်။အာရမ်ထွက်သွားပြီးတဲ့နောက် Desmond ကတနက်နဲ့ကြီးစံနေထဲထားတဲ့ပကံကိုပြစ်လိုက်ရပေါက်ကွဲမှုဖြစ်ပြီးကျန်နေတဲ့သူတွေအားလုံးတေကုန်ပါတယ်။ Samantha လည်းသတိမေ့သွားပါပြီ။ အာရမ်က Franklin ရဲ့လက်ချောင်းပြက်ကိုသုံးပြီးအဆောင်လုံခြုံရေးစနစ်ကိုဖွင့်လိုက်ပါတယ်။ပြီးတော့ကိုတောင်တွေကလက်နက်တွေတွားယူဖို့သူ့လူတွေကိုခိုင်းလိုက်ပါတယ်။ Desmond တို့က Samantha ကိုပွေ့ပြီးတက်ခွဲကန်နဲ့ခေါ်သွားက Nicholas ကိုရှာပါတယ်။ Nicholas က Samantha ရဲ့အုံနောက်ကိုစစ်ဆေးကြည့်သူကနည်းနည်းပဲတောက်ရသေးလို့ကုသနိုင်ကြောင်းပြောပါတယ်။ဒါပေမဲ့မိနစ်30အတွင်းအစိတ်ဖြည့်စေရမှဖြစ်မှာပါ။လိုအပ်တဲ့ဓာတုပစ္စည်းတွေကလူဆိုးတွေရှိနေတဲ့ကိုတောင်ထဲမှာပါ။ Desmond နဲ့ Morat တို့ဟာကုမ္ပဏီပြတဲ့တဲကလက်နက်တွေကိုယူပြီးကိုတောင်နဲ့ခိုးဝင်ကြပါတယ်။ Rap နဲ့ Zuri တို့ဘူးတွေမတော်တဆပြုတ်ကျသွားလို့အာရမ်ကသူ့ကိုတပ်ပစ်လိုက်ပါတယ်။ CCTV ကနေ Desmond ကိုမြင်သွားတဲ့အာရမ်ကသူ့လူတွေကိုလွတ်လိုက်ပါတယ်။ Desmond တို့မိုင်းထောင်နားပေမဲ့တိတာလုံးလို့ဘယ်သူမှမထိပါဘူး။ Morat ကမီးမုတ်ဆက်နဲ့ပြစ်လွတ်လိုက်မှလူအုပ်ကြီးနောက်ဆုတ်သွားပါတယ်။ဒါပေမဲ့စီကုံသွားလို့ထပ်ပြေးရပြန်ပါတယ်။ရုံးရင်ဆန်ကဖြစ်ပြီးစင်မော်ကဇိုလ်ဘူးတွေပြုတ်ကျသွားတော့ဝန်ထမ်းအချို့ကအဲ့ဓာတွေကိုမမောပြီးတောက်နေကြပါတယ်။အဲ့ဒီအခွင့်အရေးကိုတုံးပြီး Morat ကလက်တွန်းလက်နဲ့Desmond တို့ကိုတွန်းပေးလိုက်ပြီး Desmond ကလက်နက်မျိုးစုံနဲ့ပစ်ခတ်ပြီးရန်သူတွေကိုရှင်းလင်းလိုက်ပါတယ်။ Adam ကကုမ္ပဏီတို့စေဝုစုံကြီးဝုတ်ပြီးထွက်လာပါတယ်။ Desmond တို့ပစ္စည်းစင်နေတာပုံနေရပါတယ်။လိုချင်တဲ့ဓာတုပစ္စည်းတွေတွေ့တော့ Desmond ကAdam ကိုအာရုံလွှဲထားပြီး Morat ကိုစေးတော့ပို့ခိုင်းပါတယ်။ Morat ထပ်ပြေးဖို့လို့တော့ Market နဲ့မိပြီးအထိုးခံလိုက်ရပါတယ်။လူရင်းဆန်ကဖြစ်ရင် Market တော့ကျသွားတာကို Morat ကကောက်ပြီး Market ခြေထောက်ကိုထိုးဆိုင်တက်သားကြောင့်နဲ့ရက်ပြီးတက်ပစ်လိုက်ပါတော့တယ်။ Morat တရအော်ဟစ်ပြီးဒေါသတွေပေါက်ကွဲထွက်လာလို့ချားဝန်ထမ်းနေတာမကက်ရကြပါဘူး။ Adam က Desmond ကိုလိုက်ရင်Desmond ကသူ့ကိုလှောင်ပြောင်နေပါတယ်။ Desmond တနက်ကအလုံးမလုံးတော့လို့ Adam လက်ချက်နဲ့တေကန်ကြီးဖြစ်နေပါပြီ။လူအုပ်ကြီးကလည်းဝိုင်းလာပါတယ်။နောက်ဆုံးတော့တနက်ပြန်ကောင်းသွားပြီးလူအုပ်ကိုပြစ်တက်လိုက်နိုင်ပါတယ်။ထွက်ပေါ်နာရောက်တဲ့အချိန်မှာ Desmond ကိုဖမ်းမိသွားပါတယ်။ဒါပေမဲ့ Adam ရဲ့ဝတ်စုံကအားကုန်တော့မယ်။ Adam ကတေးနေတဲ့ Marcus ရဲ့လက်မောင်းကိုဖြတ်ပြီးသူ့ဝတ်စုံအတွက်လောင်စာအပြည့်ထည့်လိုက်ပါတယ်။ Adam ကDesmond ကိုတက်ပစ်ဖို့လို့တော့တဲမှလာတဲ့ Samantha ရောက်လာပြီးဒုံးကျည်နဲ့ပစ်ချလိုက်ပါတယ်။ဒါပေမဲ့ Adam ဝတ်စုံကမပြတ်စည်းသေးလို့သူတို့ထပ်ပြေးရပြန်ပါတယ်။ Morat ကနိုင်ရန်တွေမှာဖောက်ခွဲရေးပစ္စည်းတွေတက်ဆင်ထားပါတယ်။ Adam ကသူတို့ကိုပြတဲ့ရည်လိုက်လာပါတယ်။ Desmond ကခလုတ်နှိပ်လိုက်ပေမဲ့ဘာမှဖြစ်မလာပါဘူး။ဝါယာကျွတ်မဆက်ထားမိလို့ပါ။ Desmond ကနောက်ဆုံးလက်ကျမိုင်းတစ်ခုကိုပစ်ချထားခဲ့ပြီး၃ယောက်သားအပြင်ကိုထွက်ပြေးလိုက်ကြပါတယ်။ Adam ကဝတ်စုံကြီးကြောင့်မိုင်းကိုမမြင်မဲ့တက်နှိမ့်မိလိုက်ပါတယ်။ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပြီး Adam တိတ်ဆုံးသွားတယ်လို့အဆောင်အုံတစ်ခုလုံးမီးလောင်သွားပါတော့တယ်။ရဲတွေမိသားတွေရောက်လာတဲ့အချိန်မှာတော့Desmond နဲ့ Samantha တို့ဟာအနမ်းချွေဇက်သိမ်းသွားပါတော့တယ်။